ကိုကီမာမီရဲ့ပရိသတ်ကြီးမင်္ဂလာပါရှင်ဒီနေ့စုနေသိပ်ပြီးမကောင်းဘူးပေါ့နော်အဲ့နဲ့တမယာသီးလေးတုတ်စားဖြစ်တယ်ဘာမှလည်းအစပလာအရင်မပါပြင်းနဲ့တော်တော်လေးကိုမှစားလို့ကောင်းလို့လာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ရှင်ဗီဒီယိုလေးကိုတော့ဆုံးအောင်ကြည့်ပြီးအားပေးသွားကြပါအောင်နော်အရင်ဆုံးပေါ့နော်ဆိုတော့တမယာသီးကိုစားမလောက်လိမ့်မယ်စုကကြတော့တယောက်စာပဲဆိုနှလုံးတသေးသုံးပေးထားပါတယ်တကယ်ကျွန်တော်ကလူရေအတွက်ကိုကြည့်ပြီးတော့လီပေါ့နော်တမယာလေးကိုရေဆေးပြီးတော့ပပလေးလေးပေးထားလိုက်ပါတယ်ပပလေးလေးပြီးဆိုလို့ရှိရင်တော့စုပကံတစ်လုံးထဲမှာအဲ့ဒါလေးကိုစီးပြီးတော့ထည့်လိုက်မယ်တကယ်ခဏလေးပဲနော်လောကလည်းရမ်းမြဲနေပြည့်ပြည့်လည်းစားလို့ရတယ်အိတ်ချင်လည်းစားလို့ရတယ်ဒီလားကျောင်းသားလည်းလုပ်ကြည့်လို့ရတယ်နော်ဗီတာမင်စီပြည့်ဝတဲ့တမယာလေးကပြင်စုလို့တကြားဖြူးမယ်ပေါ့နော်အဲ့ပေါ်တကြားဖြူးမယ်ဒါပြချင်းစားလေးနည်းနည်းထည့်မယ်ရုပ်သီးကကြတော့စားနေတဲ့လောက်ထည့်စားနေလောက်ထည့်လို့ချင်းစုလို့အဲ့ဒါလေးကိုရတာဝင်သွားအောင်တေချာလေးလက်လေးနဲ့ပူပြီးနေပေးလိုက်မှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့လေလုံးဝအချင်းတက်မရှိတဲ့တမယာသီးတုပ်လေးပေါ့နော်ဘာမှလည်းထွေထူးမပါဘူးသုံးမျိုးလေးပေါ့နော်ရုပ်သီးရဲ့တကြားရဲ့စားရယ်ပေါ့နော်တမယာသီးနဲ့မှ၄မျိုးနဲ့ပါတယ်ပေါ့နော်ရမ်းကိုမှစားလို့ကောင်းတဲ့အချင်းနဲ့ပြည့်တယ်ချိုလဲချိုတယ်တေးစားလိုပဲဆာအချင်းပြည့်ပဲဆာဘလို့ဆာအဆင်ပြေရနော်မလေးပြောရင်တော့ပြန်တေးကြလာရင်ကဲမစားဘူးတဲ့နဲ့လှုပ်ရှားကြည့်ပါစားဖို့လို့ရှိရင်လည်းအောက်မှာကွန်မန့်လေးမှာဘလို့ရတာရှိလဲကြိုက်လားမကြိုက်လားဆိုတာကိုမှတ်ကပ်ပေးပါအောင်ရှင်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်တွေ့ကြပါမယ်ရှင်